ကျွန်တော်တို့ဟာကိုယ်တကယ်ချစ်ရတဲ့သူတွေကိုယ်တကယ်တန်ဖိုးထားတဲ့သူတွေအတွက်ဆိုအချိန်ကိုမနှမျိုးသားပေးတဲ့ကြပါတယ်ဒါပေမဲ့စဉ်းစားကြည့်ဖို့လားကျွန်တော်တို့တကယ်ချစ်ပါတယ်လို့ပြောနေတဲ့ဖျားခင်အတွက်ရောကျွန်တော်တို့တနေ့တာမှာအချိန်တွေဘယ်လောက်ပေးဖြစ်ခဲ့တယ်လဲဆိုတာအလုပ်တွေများနေလို့ပင်ပန်းလို့ဖုန်းကြည့်နေလို့ဆိုတဲ့အကြောင်းပြချက်တွေကြားမှာကျွန်တော်တို့ချစ်ပါတယ်လို့ပြောနေတဲ့ဖျားခင်ကဖြေထုတ်ခံတတ်ပါတယ်ကျွန်တော်တို့နှခမ်းကသာချစ်တယ်လို့ပြောနေပြီးတော့မှနှလုံးသားကဖျားနေဝင်းနေဆိုလို့ရှိရင်ဒါကစိတ်မှန်တဲ့အချိန်မဟုတ်သေးပါဘူးဒီမှာကျမ်းစာထဲမှာဆိုရင်ဒီလိုရေးထားပါတယ်ရှင်မန်တဲ့ခရစ်ဝင်အခန်းကြီး6ပိုင်းငယ်27မှာဆိုရင်တင်အိဘာနာရှိရအရ၌တင်အိနှလုံးရှိ၏လို့ရေးထားပါတယ်ဆိုကျွန်တော်တို့ရဲ့အချိန်ဟာတန်ဖိုးရှိတဲ့ဘာနာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အချိန်ကိုဒီညမှာရင်းနှီးမြှုပ်နှံတယ်ဆိုတာကကျွန်တော်တို့ဘသူကိုချစ်တယ်လဲဆိုတာပြနေတာဖြစ်ပါတယ်ဖျားခင်ကကျွန်တော်တို့စင်ကနေအကြံကျွေးအချိန်တွေကိုပဲလိုချင်တာမဟုတ်ပါဘူးကျွန်တော်တို့စင်ကနေကောင်းဆုံးသောအချိန်တွေကိုအလိုရှိနေတာဖြစ်ပါတယ်ဆိုဒီနေ့ပဲပြန်သားရအောင်ပါတနေ့တာရဲ့မိနစ်အနည်းအငယ်ပဲဖြစ်ဖြစ်ငကိုကြဖျားနဲ့ငကိုကြစကားပြောဖို့ကျန်းစာဖတ်ဖို့အချိန်တည်တံ့ဖြေထားပါအချစ်ဆိုတာစကားထဲအချိန်ပေးခြင်းနဲ့တည်ပြရတာဖြစ်ပါတယ်ပြောချင်တဲ့ဖျားခင်ကိုအချိန်ပေးတဲ့သူကဘယ်တော့အခါမှနောင်တမရစေရပါဘူးထပ်ပြောပါမယ်ဖျားခင်ကိုအချိန်ပေးတဲ့သူကဘယ်တော့အခါမှနောင်တမရစေရပါဘူးကျေးဇူးတင်ပါတယ်